သားနှလုံးသားချင်းသွားရတာ။အုံနောက်နဲ့နှလုံးသားကိုပစ်လို့ရှင်နည်းနည်းထိတော့ထိနိုင်တယ်။နည်းနည်းအားနေတယ် ဒီစာအုပ်တဲ့ dialogue စာသားရဲ့စဉ်းစားရဲ့အခါမှာဆိုရင်ရောဘယ်လိုမျိုးစဉ်းစားဖြစ်လဲပေါ့နော်စာသားရဲ့တကယ်ထိထိမိမိနဲ့ပြိသက်စီရောက်တဲ့ခါကြလေ ဒီပါလေတချို့နေရာတွေဝုထုရေးတဲ့အခါမျိုးပါလေဟိုလိန်လို့မရရရှိတယ်လိန်နေဆိုတော့ဒီလိုမျိုးပေါ့နော်ကပ်ပေါ့ပေါ့ပဲတွေးပြီးတော့တုတ်လိုက်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်ပြေးတဲ့ရင်နဲ့ပြေးမရဘူးဆိုတော့တဘောတချို့အရာတွေကြတော့နှလုံးသားချင်းသွားရတာ။အုံနောက်နဲ့နှလုံးသားကိုပစ်လို့ရှင်နည်းနည်းထိတော့ထိနိုင်တယ်။နည်းနည်းအားနေတယ်။ခဲတာများတယ်ပေါ့နော်။ရေရှည်မထိနိုင်ဘူးပေါ့နော်။အုံနောက်နဲ့ပြီးပစ်တဲ့အခါတကယ်နှလုံးသားနဲ့ပစ်ကြည့်လိုက်။နှလုံးသားချင်းနဲ့ချိတ်ကြည့်လိုက်။သူကဆွဲထော်ပါအောင်အဲ့လိုမျိုးပေါ့နော်။သူကအကိုတို့ရေးတဲ့ဇလန်းပေါ်မှာကျင်းတာတချို့ຢာကြတော့အကိုရေးခဲ့တဲ့ဝတ္ထုတွေမှာအုံနောက်ကိုတားပြီးရတဲ့ဝတ္ထုတွေရှိရလေ။တအားစဉ်းစားတအားပြီးတော့သွားတဲ့ခါမျိုးမှာဖတ်တဲ့ကာလတွေမှာကောင်းတယ်သဘောကျတယ်ပြန်ဖတ်ချင်တယ်။သို့တော်လည်းအဲ့ထက်ကစကားလုံးတွေကိုအဲ့ထက်က plot တွေကိုပြီးတဲ့ရင်တွေကိုအဲ့လိုမရောက်ဘူး။ဒါပေမဲ့တကယ်နှလုံးသားနဲ့ရေးခဲ့တဲ့ဟာမျိုးတွေဆိုလို့ရှိရင်တန်းရောက်တာ။တန်းရောက်ပြီးတော့သူကမယိုးသွားတာပေါ့နော်။အဓိကရေးတဲ့ကာလမှာနှလုံးသားဘယ်လောက်ထည့်နိုင်လဲပေါ့မူတည်တယ်။ဇလန်းပေါ်တော့မူတည်တာပေါ့ကွာ။နှလုံးသားသိထည့်လို့မရတဲ့ဇလန်းတက်တက်ရှိရလေ။နှလုံးသားသိထည့်လို့မရထည့်ရင်တော့ပေါ်အောင်ဘာမှမဆိုင်ဘဲနဲ့ဇက်ကောင်ကြီးကပေါ်တော်ကြီးဖြစ်သွားအောင်။ဒါမျိုးကြတော့လို့မရဘူးနော်။တချို့ဇလန်းတွေကြတော့လေပို့တော့နှလုံးသားနဲ့ပေါ်မှသာလေနှလုံးသားကိုဓာတ်ရိုက်ထိတာ။ထိတဲ့ခါမျိုးကလေပြောစရာလေးတွေဖြစ်သွားတယ်။ပြောစရာလေးတွေကြံသွားတယ်။နောက်ပြီးတော့ကာလတစ်ခုထိဝတ္ထုကပေါ့နော်ဖြတ်တန်းသွားနိုင်တယ်ပေါ့နော်။အခြေအနေကိုတည်ဆောင်သွားနိုင်တယ်ပေါ့နော်။အဓိကတော့နှလုံးသားပါ။နှလုံးသားတကယ်ထည့်လိုက်တဲ့အခါမှာဒါမျိုးဖြစ်သွားတာ